တောင်းဝင်များမြေများတောင်းလာအောင်များဒီပဲကျေးဇူးပြုရှိပါတော့ဥစွာပါတော်ကြလို့ပါတယ်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဘက်ကအိတ်ကြီးမှာပဲဆိုတာကျွန်တော်တို့အခုကိုကျွန်တော်တို့ဆရာသမားတို့9000လုံးနဲ့ပြုရတဲ့ကျွန်တော်တို့ဆောင်ရွက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအခုပြောချင်တာကကျွန်တော်တို့ဒီ46ပြည်အောင်ဆရာတော်ဝယ်ဖို့ကျွန်တော်40နဲ့46ကျွန်တော်တို့3နှစ်ဆက်ဆောင်ရွက်နေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့7လ16လောက်ကလည်းကျွန်တော်တို့တော်များများနဲ့ကျွန်တော်တို့အောက်မှာဝေယဝဆပုံပြတိုင်းပုံကျွေးနဲ့ကျွန်တော်တို့ဒီများကျွန်တော်ဆရာပြောဆိုတဲ့ကကျွန်တော်ဆရာပါပဲ။ကျွန်တော်တို့အများအားပေါ့ကျွန်တော်တို့တကယ်ကြီးပေါ့ဆောင်ရွက်ခဲ့ပါတယ်။တော့အတိုင်းတော့တော့ဘာမှများအားလုံးပါပဲ။ကိုယ်တိုင်ကိုယ်တားလေးလုပ်ကြလို့စိတ်အားကိုယ်အားဉာဏ်အားဖြင့်လည်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ရက်စရာဘုရားဝေယမစတာလေးရှိပါတယ်ကျွန်တော်တို့28ကြိမ်လောက်ဆောင်ရွက်ရမှာဖြစ်ပါတယ်29ကြိမ်ပြီးတော့ပါပြီဒါပေမဲ့ကျွန်တော်တို့ဒီကာလအရာအကြောင်းပေါ်မှာလုပ်ဖြစ်တာဆရာတို့လိုလေဝိနည်းလောက်အားနည်းလောက်ရှိပါပါပြီဒါတော့ဒီနေ့မှာဆရာသမားများနဲ့ဒီဆရာတော်ကိုစပြီးကျွန်တော်တို့ဆောင်ရွက်ကြည့်ပြီးတော့ဒီဝတ်တဲ့ဟာများကိုဖြစ်ကြည့်ပြီးတော့ဆောင်ရွက်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကလည်းဒီ OPA ကိုအများဘုန်းရှိပါတယ်စိတ်ပေါ်ဆိုတော့မပြောင်းပြအောင်ကျွန်တော်ဒီနေ့ဖြစ်ပါတယ်ကျွန်တော်တို့အနာကြောဘုရားတော်လည်းလည်းသိပါကျွန်တော်အနာကြောဘုရားတော်ယခင်စိတ်ပေါ်ကြောင်းကိုကျွန်တော်ပြောရတည်တာဖြစ်ပါတယ်ဒါတော့တော်တော်ကြီးများဆရာတို့တွေအစီအစဉ်ဆောင်ရွက်နေတဲ့စိတ်ပေါ်ကြောင်းဆိုတဲ့နေရာကိုကျွန်တော်တို့လက်ရှိအတိုင်းပြေဆောင်ပါကြမှာဖြစ်ပါတယ်ဒါတော့46ပြည်49ပြည်ကနေနှစ်တရာတဲ့အောင်နောင်လာသားတွေဆက်လက်ဆောင်ရွက်ဖို့ပြတာလည်းဖြစ်ပါတယ်အဲဒီလိုမျိုးဆိုတော့ဆရာတို့ရဲ့ကျွန်တော်တို့ဒီ45ကြိမ်46ကြိမ်50ကြိမ်မှာကျွန်တော်တို့ဆရာသမားတွေကိုဒီနိုင်ရောက်တဲ့ဆောင်တော့ဖြစ်ပါတယ်ဆရာသမားကြီးအရင်တော့ဆရာတို့ကတော့ခဲ့တဲ့ဆရာသမားကျွန်တော်တို့ဒီဦးကျန်တာမှာဆရာတော်ဘုဒ္ဓလာပြီးခဲ့တဲ့ဒီစင်ရုံးတွေဖြစ်ပါတယ်ဆုံးမသွားတဲ့တူကျော်ဖြစ်ပါတယ်အဲဆရာရဲ့ဆရာတော်အများကြီးလည်းဒီနိုင်ငံဝတ်လာတဲ့ဒီမဲ့ရရှိတဲ့လူတွေကိုကျွန်တော်တို့ဘုရားမှာတပတ်စာဒီလမ်းမှာဆိုတယ်ဒါကျိုးကိုကျွန်တော်တို့ဒီလမ်းနဲ့ဒီရှိအောင်ပြောတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီအခြေအနေကိုဆရာတော်တွေ45နှစ်ကျော်ပြီးတော့ရင်စေဘောတော်ဆရာတော်တွေဆရာတွေရှိတော်မူဖြစ်သွားလိမ့်မယ်။ဘုရားထိမှဖြစ်နေဆိုပြီးတော့ကျွန်တော်တို့အနာကြောင့်တော့ဒီလူများစုပေါင်းပြီးတော့တဝမ်းဝဲထိန်းသိမ်းပြီးတော့ဆက်လက်တဲ့ကျွန်တော်တို့ဆောင်ရွက်တော့ပြည်ပြီးပါတယ်။ဘာလို့လဲဆိုတော့စေဘောကျောင်းမှာဒီရဲ့နိုင်ငံတကာမှာကျွန်တော်တို့လည်းတွားတဲ့အခါမှာစေဘောကျောင်းကိုပြောလိုက်ရင်အားလုံးကဘာလို့ဒီဆောင်ရွက်ကြတဲ့ပြည်ကြီးတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်စေဘောကျောင်းသားတွေအနာကြောင့်တော့တောင်းပန်ဟောင်းတွေကအားလုံးဒီဝေးကြီးပမာဏစေတမိုင်းကိုထူတာတန်းတာနဲ့အခုလိုတွေးဆုံနေတွေ့တယ်ကျွန်တော်တို့ကအများကြီးရပါတယ်။အခုဒီရက်ဆိုရင်ကျွန်တော်တို့ဒီကမောင်တော်ကြီးတွေတက်ရှိတဲ့ကြော